မင်္ဂလာပါထိုင်းဘာသာစကားလေ့လာခြင်းနဲ့မြန်မာပြည်သားများအတွက်ဒီဗီဒီယိုမှာထိုင်းစကားတစ်နှစ်ငါလုံးကိုကျွန်တော်နဲ့အတူလေ့လာကြရအောင်မင်္ဂလာပါ สวัสดี 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 ကျေးဇူးတင်ပါတယ် ขอบคุณ 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 တောင်းပန်ပါတယ် ขอโทษ 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 ဟုတ်တယ် ใช่ 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 မဟုတ်ဘူး ไม่ใช่ ไม่ใช่ ไม่ใช่